ကလေးပဲအဖိုးအားရနဲ့ဆာလာလူတာပါအဲ့ဒါမှဆိုရင်အဲ့ဒီလာဒီအတက်ဆုံးအော်အော်ဒီလာပြုတ်ယောက်ျားလည်းမထူးဘူးလေမိန်းကလေးတောင်မှထူးမှာလေလူရှိလားစားရနဲ့ဆာလာလူတာပါဖက်ခဲပါအောင်ရင်းနေတယ်ကလေးပဲအဖိုးကဲဒီမှာကြီးတို့အဖွဲဂျားတော့ဂီယူနာကန်လန်အကိုကြီးကဥဆောင်ပြီးတော့သူခေါ်သွားတဲ့ရွာကိုကြီးတို့လိုက်နေတာပါတကယ်ကိုခက်ခဲရွာပါနော်ခက်ရွာတော်လောက်ရောက်နေပြီတော်လေးရောက်ပြီတော်တော်လေးကြာပါမိုးကလည်းရွာနေမိုးကရွာနောက်မှလည်းလိုက်ခဲ့တယ်ဖွင့်ရွာထဲမှာရှိရတယ်ဒီမှာတော်ရှိတယ်နော်ကြာပါသေးလို့ဆိုတော့နော်ဒီကြာပါသေးဟုတ်အော်အလေးကကြောက်လားဟာလားကြောက်ကြည့်နော်ကြောက်โอเคโอเคရှိလားဒီဘက်မှာလူရှိလားပြုတ်လူရှိလားဒီမှာလာလူတာပါဆန်နဲ့စားစရာတွေလာလူတာပါဆန်နဲ့စားဆန်ရောမုတ်ရောပေါ့နော်ဆန်ရောမုတ်ရောစားစရာဟုတ်ကဲ့လာပြီအနည်းတဲ့ဟိုလူတစုတဲ့ဟုတ်ကဲ့ဆိုင်တိတ်နဲ့အနည်းဒီဟောင်း都是蛮幸运。